မပြောင်းခဲ့လေအဲ့လိုမပြောင်းပြန်ဆက်ပြန်ပြန်ဘယ်နဲ့ညာတော့မလို့ရတယ်လေပတ်လေးပြီးပေါ့ဒီလေလေးဖြတ်ဝါမှာဖြစ်တယ်ဘယ်လိုပတ်ရဘယ်လိုပတ်မျက်နှာပတ်လဲရမကွေးလေးမပင်ငယ်လေးနေရတော့တော့မယ် Premier Tissue ပေးသွားရရောက်ရှူ Premier Tissue ပေးသွားရရောက်ရှူ Premier Tissue ပေးသွားရရောက်ရှူ Premier Tissueပေးသွားရရောက်ရှူ Premier Tissueမင်္ဂလာပါအခုကျွန်တော်ဆက်ပြီးတော့စောင့်မဲ့ခင်ရတော့ Pastry Step ဆိုတဲ့ game ကိုစောင့်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် game ကကျွန်တော်အဆင့်3ဆင့်ရှိပါတယ်ပထမဆုံးတစ်ဆင့်ကတော့ဒီပါဝင်တဲ့အဖွဲ့ဝင်တွေက biscuit ကိုလက်မသုံးမဲနဲ့မျက်နှာပေါ်တင်ပြီးတော့စားကြမှာဖြစ်ပါတယ်နောက်ထပ်တစ်ဆင့်ကကျွန်တော်တို့နှလုံးမှိတ်ထားပြီးတော့ pipe ကိုပါးစပ်မှာကင်မယ်ပြီး Coca-Cola ဘူးတဲ့ကိုဝင်ရောက်ထည့်ရမှာဖြစ်ပါတယ်နောက်ဆုံး step ကကြတော့ကျွန်တော်တို့tissue လေးကိုပတ်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီ step 3ခုစလုံးကိုမှန်မှန်နဲ့မြန်အမြန်ဆုံးနဲ့အမှန်ကန်ဆုံးလုပ်နိုင်တဲ့သူကအနိုင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ခါမှလည်းကျွန်တော်တို့အဖြူသိန်းကစပါမယ်ခင်ဗျာအဲ့ဆိုကျွန်တော်တို့အခု game စပါမယ် step ဖြည်းဖြည်းလေးနဲ့မြန်လေး6လိုက်ဝေးညီရတော့ဘာလို့ပြောင်းလဲမပြောင်းလဲမပြောင်းပြန်ဆက်ပြန်ပြန်လက်ပါလက်တွေကနောက်ပြစ်တယ်လက်မသုံးရပါဘူးတော့ရနှာခေါင်းရလို့ကောက်တာနင်ကုတ်ပေးလိုက်လေဆိုသူရတဲ့နေနင်သိလားရတော့လည်းဖြည်းဖြည်းပဲသူရတဲ့နေသူပဲသိမှာပေါ့မဟုတ်မထည့်ပြီးလေမင်းမင်းလေးကိုလည်းကြားတော့လေပြောင်းလိုက်မယ်လို့ထင်ထားခဲ့ဦးညီမလေးပြောပါနဲ့လေသမီးကြီးကနမောင်နေမမမလာနိုင်ဘူးထင်ထားခဲ့ဦးတော့မရောက်တော့မဖြည်းဖြည်းလေးပဲဆက်လိုက်တာအဲ့ဒီကအရှုံးတာတော့ရရတယ်အများကြီးခုန်ချလိုက်ခုန်ချလိုက်ခုန်ပြောနေပြောဆောမချမ်းရနော်တေးချလုံးလိုက်မပါနဲ့နေဘာလိုက်ကြိုင်နေတော့စောင်းပြောရင်းနေဘာလိုက်လိုက်တောင်းလိုက်တောင်းလိုက်တောင်းလိုက်ပြောမကိုင်နဲ့ဆက်တော့ငါတို့ရှုံးမယ်နေနော်အားလုံးပို့ပြီးတော့ရတယ်တက်လေးပြီးပေါ့ဒီလေအစပြန်ပတ်အာကိုက်ဘူးလေဒုက္ခလားဒီလေး dress လေးရမ်းလာပါကြီးလက်ကိုပြောက်တာလက်ကိုမြောက်ထားစီရဲ့လူတွေဆိုတာဒီလိုပဲကောင်းမောထားစီရဲ့မင်းနမကကြောက်စစ်တဲ့တဲ့လောက်ညီလေးလက်ကလေးမြောက်ပြီးပတ်ဟုတ်တယ်ဘယ်ဆက်စီမူးလာရှိတော့လဲတယ်လို့ဘူးလေဟေးတော့ကြောက်စကားတော့လာတော့စကားလေးနည်းနည်းပြောလိုက်ပါမပါဘူးဟိုကမူးနေမှာဆိုတော့ဒါခိုင်သွေးတဲ့အဲ့ပါဟမ်နှစ်ပတ်လောက်ဆိုရရတယ်တို့ကသူများသုံးပတ်ပါโอเค2မိနစ်ကျော်လာပါပြီကောင်းပြီရတော့2မိနစ်45မိနစ်နဲ့45ဖြစ်ပါတယ်အခုကျွန်တော်တို့ဒီ game မှာအဖြူအသင်းက2မိနစ်နဲ့45စက္ကန့်အတွင်းမှာဒီ step 3ခုစလုံးကိုအောင်မြင်စွာနဲ့ပြီးမြောက်ခဲ့ပါတယ်ကျွန်တော်တို့လိမ္မော်အသင်းကဘယ်နှစက္ကန့်မှာဘယ်နှမိနစ်မှာကျွန်တော်တို့အနိုင်ရရှိမယ်ဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်အောင်အဲ့တော့ကျွန်တော်တို့မျက်ရည်လေးစမ်းလားစမ်းမယ်ဆိုလို့ရှိရင်ထိုင်ပါ Okay ready ပါ3 2 1 go ငယ်ကြီးလက်တောင်းဝေးကောင်းမနော်လက်ခေါင်းကြီးပြောကြလေးဖြတ်ဝါမှာဖြစ်တယ်
ကဲမျက်လုံးပဲမျက်လုံးပဲ ပြောပြလိုက်ကြပါဦးဘေးနာโอเคကိုလောက်ပြရတယ်လက်တမနဲ့ခါခါနဲ့လောက်ပြောပါမှာဘယ်လိုပတ်ရဘယ်လိုပတ်မျက်နှာပတ်လဲရတယ်ပြန်လဲအဲ့လိုမှတော့မအိုင်းနဲ့ဆုံးတော့မှာငါတို့ကတော့ရှုံးနေပြီစနာလည်းပြောခဲ့တာပါပဲတော့မရှိဘူးလိုက်ပြောဆိုပြီးသူ dress ကတမျိုးလေးနော်လေးပါဘာလို့ဟိုဘက်ဒီဘက်တက်လာနိုင်ပါပြီ2မိနစ်နဲ့4စက္ကန့်ဖြစ်ပါတယ်နိုင်ပြီလေအခုကျွန်တော်တို့စောခဲ့တဲ့ pastry step game 3ခုမှာဆိုလို့ရှိရင်လိမ္မော်သင်းက2မိနစ်4စက္ကန့်နဲ့အနိုင်ရရှိသွားပါတယ်ဒါပထမဦးဆုံးနိုင်သွားတဲ့အသင်းဖြစ်ပါတယ်ဒါပထမဆုံးလေးနိုင်ပြီလားတရားမှသိနေတာဒါဘာဖြစ်လဲရောက်လာအားမအောင်ချွတ်လိုက်ဆိုရဲလိမ္မော်ရအောင်ကျွန်တော်တို့အခုဒီနေ့ game ဆိုတာလည်းအရင်ပြောဖို့ကောင်းပါတယ်ဒီ set 3ခုလုံးကလည်းဒါတစ်စင်ပြီးတစ်စင်မှကျွန်တော်တို့တွားရတာဆိုတော့ဒီလိုမျိုး team work ရှိရှိနဲ့ကစားခဲ့တာလည်းအားလုံးကျင်းနေမယ်လို့ထင်ပါတယ်နောက်ထပ်ကျွန်တော် game တွေမှာပြန်ပြီးတော့ဆုံလေးပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့နိုင်ဖို့ပြန်လာမယ်ညာပါခဲပါညာပါခဲပါလုံးချရအောင်ပဲသူပါလာတဲ့သူတွေအရန်တော်ပါတယ်အပေါ်လေးနည်းနည်းတော့အမတိတ်ခါလေးအေးရတယ်